တိုင်းတည်တဲ့ပင်လယ်ပြင်ကြီးပဲလူသားတိုင်းရဲ့အဆုံးသတ်တည်ခြင်းတရားပဲဒါလည်းအားလုံးတည်ခဲ့ကြခဏလေးလူဘဝရခဲ့တန်ဖို့ရှိဖို့